1948 ခုနှစ်မှာကမ္ဘာမြေပုံပေါ်ကိုနိုင်ငံတစ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဒုတိယကမ္ဘာစစ်အပြီးကုလသမဂ္ဂရဲ့ထောက်ခံမှုနဲ့ဖွဲ့စည်းခဲ့တဲ့အစ္စရေးနိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမြေဟာပါလက်စတိုင်းလူမျိုးတွေရဲ့နေရဖြစ်နှင့်ပြီးသားဖြစ်တာကြောင့်ဒီနေ့ထက်တိုင်လောင်ကျွမ်းနေဆဲဖြစ်တဲ့ပဋိပက္ခတွေကိုမွေးဖွားပေးခဲ့ပါတယ်။အချိန်ကိုရှေ့ဆက်ကြည့်လိုက်ရင်အင်အားကြီးမွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့အီရန်ကအစ္စရေးကိုအတိမတ်ပြုဖို့ငြင်းဆန်ခဲ့ပါတယ်။သူတို့နိုင်ငံဟာဆယ်စုနှစ်ပေါင်းကြာအောင်တော်ဝိုက်တဲ့နီလန်းနေနဲ့ထိတ်တိုက်တွေ့ခဲ့ကြပါတယ်။အဲ့ဒါတွေကတော့မဟာမိတ်တွေကတဆင့်ချင်းချောက်မှုတွေကတဆင့်ပြေဝတ်စစ်စင်ရေးတွေကတဆင့်ဖြစ်ပါတယ်။မကြသေးခင်ကပဲအခြေအနေတွေဟာနောက်တစ်ချိန်ပြန်လည်တင်းမာလာခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေချင်းချောက်မှုတွေနဲ့အတူကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေပါမြင့်တက်လာခဲ့ပါတယ်။မြေတနေရာတဲ့အမှန်တရားနှစ်ခုပြီးတော့ကမ္ဘာကြီးကိုပါတက်ရောက်မှုရှိနေတဲ့တင်းမာမှုတစ်ခုဖြစ်ပါတော့တယ်။